အလုပ်တစ်ခုဖြစ်အောင်တွန်းအားပေးတယ်တွန်းအားပေးလိုက်တာသူက energy တွေစုသွားအောင်သူကစုဆောင်းလိုက်ဒါမို့အာယုဟနရတ္တလို့ခေါ်တယ်သူတို့ကံတရားတွေကပေါင်းစုပေးလိုက်ခြင်းစုလိုက်တဲ့အခါမှာစွမ်းအားပြေလာဒီကံတရားတွေကစုလိုက်သည့်အတွက်ကြောင့်ဆိုပါစို့တစ်ပင်တစ်ပင်ရဲ့အနှစ်ဟာဘယ်မှာသွားစုသလဲနောက်ထပ်အပင်တစ်ပင်ကိုဖြစ်စေနိုင်တဲ့စွမ်းရည်တတ္တိဟာဘယ်မှာသွားစုကနေ့ခေတ်တော့ကိုင်းကူတာတွေပါတယ်ရှိတယ်ပေါ့နော်အဲ့ဒီထားသဘာဝအဖြစ်ဘယ်နေရာမှာသွားစုသလဲလို့ဆိုမျိုးစိသွားအသီးမှာသွားစုဒီမှာသွားစုအဲ့ဒီအသီးတွေကအစိတ်လေးတွေမှာသွားပြီးတော့နောက်ထပ်မပြီးမျိုးဖြစ်ဖို့အဲ့ဒါလိုပဲလူရဲ့စိတ်အစဉ်ထဲမှာဒီစေရနာတို့လောဘဒေါသမစ္ဒိဋ္ဌိအလောဘအရောဓသမပညာလို့ဆိုတဲ့ဒီတရားတွေပေါ့အနှစ်တရားစုသွားလို့ဘဝတစ်ခုကြိုးပေးမယ်ဆိုလို့ရှင်တရားတွေကအကျိုးပေးနိုင်လားအဲ့တော့ကံတရားဆိုဒီမှာကောင်းတဲ့ကုသိုလ်ကံရှိတယ်မကောင်းတဲ့အကုသိုလ်ကံရှိတယ်ကုသိုလ်ကံအကုသိုလ်ကံရှိရသော်ဘုရားကဘုန်းကြီးတို့တွေနေ့စဉ်ဘာတွေလုပ်နေကြတော့ကိုယ့်ကိုစဉ်းစားကြည့်လိုက်နေ့စဉ်လုပ်နေတဲ့အလုပ်တွေကိုကြည့်လိုက်မယ်ဆိုရင်ဥဘောပုံညင်စပပိစယမစ္စောကုရုတေဣထာလူဘဝလူဖြစ်လာတဲ့အခါမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်ဟောကောင်းတဲ့လုပ်တွေလည်းလုပ်တယ်မကောင်းတဲ့အကောင်းကြီးလည်းပဲဖြစ်ဘူးမကောင်းတာကြီးလည်းပဲဖြစ်အကောင်းလည်းလုပ်တယ်မကောင်းလည်းလုပ်တယ်အဲ့ဒီကောင်းမကောင်းဆိုတဲ့အရာတွေဟာကိုလုံးလိုက်တဲ့အရာတွေဟာခုနရှေ့ကတွန်းအားတွေကိုရွယ်ပြီးတော့ကံလို့ခေါ်လိုက်တယ်အဲ့ဒီကံนี่တင်ညိတတတကံဟောတိတင်္စအာရယခိစတိကိုယ့်ရင်ထဲမှာဖြစ်သည့်အတွက်ကြောင့်ကိုယ်သာလင်ကိုယ်နဲ့သာသက်ဆိုင်သွားတယ်ကိုယ်ထဲမှာသာဖြစ်လို့ကိုယ်ပဲသက်ဆိုင်သူများနဲ့မဆိုင်သူများနဲ့မဆိုင်ရုံနဲ့မကဘူးဒီဘဝလှုပ်ထားတဲ့အရာတွေဟာခန္ဓာရှိနေသမျှကလပ်ပလို့ဒီကံတရားတွေကကိုယ်နဲ့အတူပါနေမှာပဲဖြစ်တယ်မကောင်းတဲ့ကံဆိုလို့ရှိရင်ဒုက္ခပေးဖို့ကောင်းတဲ့ကံကအကူအညီပေးဖို့ဆိုပြီးတော့လူတွေမှာကောင်းတဲ့ကံမကောင်းတဲ့ကံဒီနှစ်ခုနဲ့သွားနေပါပဲထို့ဆိုမကောင်းတဲ့ကံကဒုက္ခပေးတယ်ကောင်းတဲ့ကုသိုလ်ကံတွေကျတော့ချမ်းသာဒုက္ခပေးတယ်တော့လောကလူတွေကကံဆိုတာအလုတ်ပါအလုတ်ကောင်းရင်ကံကောင်းပါတယ်နဲ့လွယ်လွယ်ပြောကြတယ်နော်လွယ်လွယ်ပြောကြတယ်သူတို့ပြောတဲ့ရည်ရွယ်ချက်ကတော့ခုနကတမန်ကြီးပွားတိုးတက်တဲ့အလုပ်တွေကိုပြောတာဖြစ်ကောင်းဖြစ်လိမ့်နော်တကယ်တော့လောကမှာဒီလူတွေမှာနေ့စဉ်နဲ့အညာကံတရားတွေကဖြစ်နေတာကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေလူရင်တဲ့နှလုံးထဲမှာဖြစ်နေတဲ့အရာဟာကိုယ့်ရင်ထဲမှာကိန်းသွားပြီသူကရောက်ရှိနေ accumulation ဆိုစုမိဆောင်းမိဖြစ်သွားအဲ့ဒါတွေကတင်ညိတတတကံဟောတိကောင်းမကောင်းတွေဟာကိုယ်ပိုင်ဥစ္စာကိုနဲ့သာသက်ဆိုင်တော့တယ်သဗ္ဗေတ္တကမ္မတကဆိုတာအဲ့ဒါပြောကံသာလင်ကိုယ်ပိုင်ဥစ္စာကိုလို့တာကိုနဲ့သာသက်ဆိုင် responsibility ကိုဆိုလိုတယ်ဟောကိုယ့်ရင်ထဲမှာဖြစ်တာကိုနဲ့မဆိုင်လို့ဘယ်သူနဲ့သွားဆိုင်ပါတော့နော်ကိုယ့်ရင်ထဲမှာဖြစ်တာကိုယ်ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂကိုယ်ပဲခံနော်ကိုယ်ပဲခံအဲ့ဒါလိုပဲဒီကိုစားလိုက်တဲ့အစာရဲ့အကောင်းအဆိုးကလည်းပဲကိုယ်ပဲခံရတာအဲ့တော့လိုပဲကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့ကောင်းဆိုးကံဟာကိုယ်နဲ့သာသက်ဆိုင်တယ်အဲ့ဒါကိုကမ္မတက္ကတာကံသာလင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ပြောတာအဲ့ဒါကိုပြော responsible ဖြစ်တာပြောဟုတ်ပြီ responsible ဖြစ်သွားရင်ဒီဘဝတင်လားလို့ဆိုမို့တင်္စအာရယခိစတိဒါကြီးကပါသွားမှာပဲဘယ်လိုလုပ်ပါတာတော့ကံတရားတွေကဘယ်မှာကိန်းနေတာလဲနှလုံးထဲမှာကိန်းသလားနှလုံးထဲမှာကိန်းရင်နှလုံးခုန်ရက်သွားလို့ရှိရင်နှလုံးဆိုတာတည်သွားရင်မီးရှို့တဲ့ထဲပါသွားမှာနောက်မှဘယ်လိုလုပ်လိုက်အဲ့လိုမဟုတ်ရင်အုံနောက်ထဲအုံနောက်ဆိုတာလဲဂျမ်းဖြစ်သွားတာရှိသေးတယ်
အဆိုင်မဖြစ်ရင်ဒီဘဝနဲ့မေ့သွားပြီအဲ့တော့ကံတရားပဲသွားနေအုံနောက်မကောင်းတော့ဘူးသိလို့ရှိရင်လည်းဘီးရှို့ပြလိုက်တယ်ဒီအုံနောက်ကပါစရာအကြောင်းမရှိပြန်အဲ့တော့ကံဟာဘယ်မှာတည်ရှိဘယ်မှာremain ဖြစ်နေတယ်လေဘယ်မှာတည်ရှိတယ်လဲလို့ပြောမယ်စိတ်အစဉ်မှာရှိတယ်စိတ်အစဉ်ဆိုတာဘယ်တော့မှပြတ်တော့မသွားဘူးစိတ်အစဉ်ဟာတစ်ခုပြီးတစ်ခုဆက် mental process ဆိုတာတန်တရားဘဝမှာစတဲ့အချိန်ကစပြီးနိဗ္ဗာန်ရသည့်အထိအောင် mental process ကပြတ်သွားတာနှစ်နေရာပဲရှိဒါတော့ခိတ္တပြတ်တာဘယ်နေရာတော့ဆိုလို့ရှိရင်စံစွမ်းအားနဲ့တမာတိစွမ်းအားနဲ့စိတ်ကိုယုံမုန်းပြီးတော့တရားအထုတ်လို့အောင်မြင်သွားလို့ရှိရင်အသိဉာဏ်တတ်ပုံဆိုတဲ့စိတ်မဲ့တဲ့ဘဝမျိုးရောက်သွားတာခဘာ900ဒါလည်းပဲ pause လုပ်တယ်လို့ပဲပြောခိတ္တ pause လုပ်လိုက် stop လုပ်တာမဟုတ်ဘူး pause လုပ်လိုက်တာချိန်တိုင်းပြန်ပေါ်လာမှသူကအပြည့်တတ်မဟုတ်ဘူးနောက်တစ်ခါနိရောဓသမဘာဆိုတာကြောက်ရလိမ့်မယ်နိရောဓသမဘာဝင်စားလို့ရှိရင်စိတ်စေတသိက်စေတစာရုပ်အလုံးချုပ်သွားတမာတိဆောင်အားနဲ့ဒါလည်း pause လုပ်လိုက်တာပဲခိတ္တခဏအကြောင်းတရားတွေကိုဖယ်ရှားပြလိုက်တဲ့အတွက်ကြောင့်စိတ်ဆိုတာလည်းသူ့အတူဖြစ်တာမဟုတ်ဘူးအကြောင်းတရားကိုမိဖြစ်တယ်အဲ့ဒီအကြောင်းတရားတွေကိုခိတ္တ pause လုပ်လိုက်လို့ရှိရင်စိတ်ဟာလည်းရပ်သွားတယ်အဲ့ဒီနှစ်နေရာလွဲ mental process ကပြောင်းမသွားဒါဖြင့်ခုနလို pause လုပ်လိုက်လို့ရှိရင်ကံတရားတွေရောပျောက်ကွယ်သွားလားဆိုမကွယ်ဘူးရှင်းနဲ့နောက်နဲ့ဟာအနန္တရပစ္စယောပဲသူကနိရောဓသမဘာဝင်စားလို့9ရက်ကြာတဲ့ဆိုတော့အနန္တရပစ္စယောပဲသူကဒီကြားထဲမှာတခြားဟာမခြားခြင်းနေပြီနဲ့သူ့ရဲ့ process ရှိနေတယ်ဆိုတော့ပြနော်ရလိုက်တဲ့အဆုံးနဲ့နောက်ထပ်ပြန်စားခြင်းအစတို့ခြားမှာအကြာအကွယ်မရှိဘူးအဲ့ဒါကိုပဋ္ဌာန်းပစ္စည်းထဲမှာအနန္တရပစ္စယောလို့ပြောတာတခါအတ္တညတဘုံရောက်သွားပြန်တော့လည်းပဲထို့တူနန္ဒရပစ္စယောပဲစိတ်အစဉ်နဲ့သုတိစိတ်နဲ့ပရိသေရိစိတ်ပရိသေရိစိတ်ဟိုကရုပ်စဉ်သူတမာရီစွာအကုန်လို့တင်ညာစတင်ဖြစ်ပေါ်လိုက်တဲ့အချိန်လေးမှာပြန်လီနိုးထလာပြန်ခိတ္တ pause လို့အဲ့တော့ mental process ရဲ့စိတ်ဖြစ်စဉ်ကြီးဟာတန်တရားထဲမှာရပ်ဆိုင်သွားတယ်လို့မရှိဘူးအပြည့်ပဲရပ်သွားတယ်လို့မရှိဒါကြောင့်မို့စိတ်တသန္တတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ထဲမှာကံတရားဟာတတ္တိအနေနဲ့ရှိနေတယ်လို့သူပြောတာတတ္တိအနေနဲ့အဲ့တော့အုံနောက်မှာကိန်းတာလည်းမဟုတ်ဘူးနှလုံးသားမှာကိန်းတာလည်းမဟုတ်ဘူးခန္ဓာကိုယ်တဏှာမှာကိန်းနေတာလည်းမဟုတ်ဘူးစိတ်အစဉ်မှာရှိတယ်လို့ဒီလိုပဲမှတ်သားပါဟုတ်ပြီကောင်းတာလုပ်လဲကံဖြစ်တယ်မကောင်းတာလုပ်လဲကံဖြစ်တယ်အဲ့ဒီကံတွေဟာလုံးသမျှကိုယ်နဲ့သာသက်ဆိုင်တယ်ဒီကိုယ်နဲ့သက်ဆိုင်တဲ့ကံတရားတွေဟာရှစ်လျာဘဝမှာကိုယ်နဲ့အတူပါတယ်ဆိုတာဟာဒီပုံရိပ်တရဏီနဲ့ပါနေတာမဟုတ်ဘူးစွန့်ရည်တတ္တိအနေနဲ့ပါနေတာတော့စွန့်ရည်တတ္တိအနေနဲ့ပါအကြောင်းအကျိုးညီညွတ်လို့ရှိရင်အကျိုးပေးပါသိချာတယ်ဒါလို့ဆိုလို့တဲ့